ပေါ်ပင်နိုင်ငံသူနိုင်ငံသားများအားလုံးမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ဗောနော်မနေ့ကဒီလိုင်သာယာကဗောနော်စိုင်ပန်ရှင်နဲ့ခိုးသူဘယ်သူမှားလဲဆိုတဲ့ဒါ reaction video လေးတင်ခဲ့တယ်ဗောနော်အဲ့ဒီ video မှာကျွန်တော်ပြောခဲ့တယ်ဗောနော်ဘာပြောခဲ့လဲဆိုရင်ဒီဆိုင်ရှင်ကတော့ဒီလိုမျိုးဒီညမနှိမ့်ဆက်တဲ့အနေအထားမျိုးရှိတာဒါသူမှားတယ်ဗောနော်ကလေးကိုလည်းဒီလိုမျိုးမလုပ်သင့်ဘူးဗောနော်ကလေးကိုပဲကျိုးနဲ့တွဲချီပြီးတော့ဒီလိုမျိုးလုပ်တယ်ဆိုတာမှားတယ်ဗောနော်အဲ့ဒီအနေအထားမျိုးကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့တစ်ဖက်ကနေလဲဗောနော်ဒီလိုမျိုးခိုးတယ်ဆိုတဲ့သူကိုဝိုင်းပြီးတော့ထောက်ပံ့လူတန်းကြမယ်ပါညာဆိုတဲ့အနေအထားကိုကျွန်တော်စိုးရိမ်နေဆိုတဲ့အနေအထားလေးပြောခဲ့တယ်ဗောနော်ဘာလို့ဆိုထိလက်ရှာလဲအနေအထားဖြစ်တဲ့အတွက်ဗောနော်ခုခေတ်မှာကဒါခိုးဆိုးလူနိုင်တွေကဒါမှုလို့ပေါက်နေတာဗောနော်မှုလို့ပေါက်နေတယ်တော့အဲ့ဒါမှပြောခဲ့တယ်ဒါလူတိုင်းကကိုမိသားစုနဲ့ကိုအခက်အခဲနဲ့ကိုရှိကြတယ်ဗောနော်အခက်အခဲရှိတိုင်းကသူများပစ္စည်းဥစ္စာကိုထိပါရမယ်ဆိုရင်နော်တလောကလုံးကသူဟာကိုဟာသူခိုးတွေဖြစ်ကုန်ကြမှာဗောနော်အဲ့တော့အခုဖြစ်နေတာကြီးကတော်တော်ကြီးကိုအကြီးတန်းလာလို့ကျွန်တော်ကဒါမနေနိုင်တော့လို့ဒီဗီဒီယိုလေးလှုပ်ရှင်ဖြစ်တယ်ဗောနော်ဘာလို့အကြီးတန်းလာလဲဆိုရင်တော့ကျွန်တော်မနေ့ကလည်းအဲ့ဒီဗီဒီယိုမှာပြောခဲ့တယ်ဒီဆိုင်ရှင်ကတော့ဒါပြစ်မှုမကင်းတဲ့တွေကျွလွန်မှုဖြစ်နေတယ်ဆိုတဲ့အနေအထားမျိုးမှာပြောခဲ့ပြီးသားအနေအထားမှာကျွန်တော်ဗီဒီယိုတင်ပြီးတော့ဒါဘယ်တော့မှမကြောက်ဘူးเนาะဒီလိုမျိုးသူဖမ်းသွားပြီဆိုတာကိုသိရတယ်ပေါ့เนาะဒါလည်းပြောမဆိုရင်ဟိုဘက်ဒီဘက်ကထိလက်ရှာလည်းနေထားတယ်ပဲဗျနှစ်ဖက်လုံးပါလေเนาะဆိုင်ရှင်ဘက်ကရောဒီခိုးသူဘက်ကပေါ့เนาะတကယ်ဆိုရင်ဒီလိုမျိုးဖြစ်သွားတယ်ဆိုတဲ့အနေထားကြီးကကျွန်တော်အနေနဲ့မနှိမ့်မျိုးဘာလို့ဆိုတော့ဘာလို့မနှိမ့်မျိုးလဲဆိုတော့တစ်ဖက်လက်နဲ့တကူအားပြီးပုံစံမျိုးဖြစ်သွားမှာကိုကျွန်တော်ရန်ဆိုရင်လည်းမနေ့ကလည်းကျွန်တော်ပြောခဲ့တယ်ပေါ့နော်အခုပိုပြီးဆိုးလာတာပိုပြီးကဲလာတာဘယ်လိုဖြစ်လာလဲဆိုတော့ပေါ့နော်ပေါ်ပင်မှာပျော်ရွှင်ကြတဲ့သူတွေပုံများလာတယ်ဒီဖြစ်ရမှာဆိုင်ရှင်ကိုပဲအဓိကဝိုင်းဝန်းထိုးနှက်ကြတယ်ပေါ့နော်ဆိုင်ရှင်ကတော့နောက်ဆုံးဒီပြစ်မှုမကင်းတဲ့ကျူးလွန်မိတဲ့အတွက်ရဲရပါဖမ်းဆီးပြီးတော့ဒါအမှုရင်ဆိုင်မနေတာမျိုးတွေကြုံနေရတယ်ပေါ့နော်ခိုးပါတယ်ဆိုတဲ့သူကတော့ဒါအိမ်မှာပဲသူရိုင်းနဲ့ခံထားရပါတယ်ဆိုတဲ့ဒီဒိုင်ယာတစ်ချက်ပေါ့နော်ပြောမယ်ဆိုရင်ဒါအပေါ်ရန်ဒိုင်ယာတစ်ချက်တွေပေါ့နော်အဲ့ဒီဒိုင်ယာတစ်ချက်တွေနဲ့သူကဒီအိမ်မှာပဲအနားယူပြီးတော့အလူငွေကိုလက်ခံရရှိဖို့စောင့်ဆိုင်းနေတယ်လက်ခံရရှိပြီးတာတွေလည်းရှိကောင်းရှိလိမ့်မယ်ပေါ့နော်အဲ့တော့တော်တော်ကြီးကိုဒီပုံမှာလေမြင်လာတွေ့လာရတာတွေကလူတွေကပြောမယ်ဆိုရင်တော်တော်တော့ရီးဖို့ကောင်းတယ်ဗျနော်ကျွန်တော်မြန်မာနိုင်ငံသားတွေပေါ်ပင်သားတွေပေါ့နော်ပေါ်ပင်နိုင်ငံသူပေါ်ပင်နိုင်ငံသားတွေလုံးဝတိတ်မရှိဘူးနော်ဆိုင်ရှင်ဘယ်လောက်ပဲမှားနေအောင်တော့ဒီဆိုင်ရှင်ရဲ့ကျူးလွန်မှုကပြစ်မှုမကင်းတဲ့ကျူးလွန်မှုဖြစ်တဲ့အတွက်ရဲကလည်းလှုပ်တဲ့တာသူလှုပ်သွားပြီဒါသူခန္ဓာပြီးသွားပြီနော်သူခန္ဓာပြီးသွားပြီအဲ့ဒီဘက်မှာဆက်ပြီးတော့ဒီလောက်နဲ့ကိုမပြီးသေးပဲနဲ့ဆိုင်ရှင်ကိုပဲဒါပြောမယ်အရင်ဆုံးနစ်နာခဲ့တာဆိုင်ရှင်ပေါ့နော်သူပြောခဲ့တယ်အချင်းချင်းခိုးတယ်ပေါ့နော်အချင်းချင်းခိုးတယ်အဲ့တော့သူနောက်ဆုံးဒီလိုလုပ်ခဲ့တယ်ပေါ့နော်အဲ့လိုမိတဲ့အချိန်မှာအဲ့တော့ဆိုင်ရှင်ကိုလည်းဒါဥပဒေကြောင်းအရအရေးယူဖို့ဒါသက်ဆိုင်အဖွဲ့အစည်းကလည်းလုပ်ပြီးနေပြီအဲ့ဒါကိုလည်းမပြီးသေးပဲနဲ့ဒီဆိုင်ရှင်ကိုပဲဆက်လက်ထိုးနဲ့တိုက်ခိုက်ကြပြီးတော့ဝိုင်းပြီးတော့ဒီဆိုင်ကိုပါပေါ့နော်ဆိုင်နာမည်နဲ့တွဲတင်ပြီးတော့ဒီလိုမျိုးတွေဝိုင်းပြီးတော့ပေါ့နော်စုံကြီးလောင်းနေကြတာအဓိပ္ပာယ်တော့မရှိတော့ဘူးဒီနှိမ့်ဆက်ခံရပါတယ်ဆိုတော့ဒီခိုးပါတယ်ဆိုတော့ဒီအမျိုးသမီးကြီးကတော့ဒါခုနကကျွန်တော်ပြောဆိုအိမ်မှာပဲတက်နဲ့အနားယူပြီးတော့နေရတယ်တော်တော်တရားကြဖို့ကောင်းတယ်ပေါ့နော်အဓိပ္ပာယ်မရှိဘူးဒီကဏ္ဍမှာကျွန်တော်ပြောတဲ့ကဏ္ဍမှာကလေးကိုမထည့်ပြီးမစင်းစားနဲ့တော့ဘယ်လိုလဲဆိုတော့ကလေးကိုမနေ့ကလည်းကျွန်တော်ပြောတယ်ကလေးကဒါပြောမှဆိုရင်9နှစ်10နှစ်အရွယ်ဝန်းကျင်တော့မဟုတ်ဘူးဘာမှမသိနားမလဲသေးတဲ့အရွယ်ဖြစ်တဲ့အတွက်စိတ်မကောင်းတနာဖို့ကောင်းတယ်ဆိုတော့ဗောနော်အခုချိန်မှာကလေးတနာတာတကန်တာခဏဖယ်ထုတ်ထားလိုက်ဒီကကျူးလွန်တဲ့ဒီဘွားတော်ကြီးနဲ့ဒီဆိုင်ရှင်ဘွားတော်ကြီးနဲ့ဗောနော်အဲ့နှစ်ယောက်ကအဓိကပဲနော်ပြောမှအဓိကဇက်ဆောင်နေဗောနော်ကလေးကဒီခိုးပါတယ်ဆိုတဲ့ဘွားတော်ကြီးခေါ်လာလို့ဒါဒီကလေးလေးကပါလာတယ်အဲ့တော့ဒီကလေးလေးကိုခဏဖယ်ထုတ်ပြီးစဉ်းစားကြည့်လိုက်အဓိကကျူးလွန်သူနှစ်ယောက်ခိုးသူနဲ့ဆိုင်ရှင်နော်အခုဆိုင်ရှင်ကိုလည်းဒါပြောမယ်သက်ဆိုင်ရာအဖွဲ့အစည်းကသူ့ဥပဒေလုံးလုံးနေကြီးဒါအရေးယူဖို့ဖမ်းသွားပြီအဲ့တော့ဆိုင်ရှင်ကဏ္ဍကပြီးသွားပြီဒီကဏ္ဍမှာနော်ကျူးလွန်မှုအပိုင်းမှာနော်ဟိုဘက်ကောဒီဘက်ကောဒါကျူးလွန်မှုအပိုင်းပြုမှုမကင်းတဲ့ကျူးလွန်မှုအပိုင်းဒီ
ဒီဘက်ကကျူးလွန်သူကကြတော့အိမ်မှာ AC တက်တောင့်တက်တာနေရပြီးတော့အလူခံသူကတော့အလူခံတာမဟုတ်ဘူးเนาะဝိုင်းဝန်းထောက်ပံ့မယ်ဆိုတဲ့ဒီလူငွေတွေကိုလက်ကင်ရယူပြီးတော့ဒါသူကတော့ခံစားမဲ့အနေအထားမျိုးရှိနေတယ်ပေါ့နော်အဲ့တော့ခင်ဗျားတို့စဉ်းစားကြည့်ခင်ဗျားတို့ပြောနေတဲ့တရားမျှတမှုကျင်နာမှုเนาะကိုချင်းစာနာမှုဆိုဘယ်မှာလဲဟမ်ခင်ဗျားတို့အခုလုံးနေ line ပေါ်မှာကျွန်တော်တွေ့နေတယ်ပေါ်ပင်နေကြီးပဲခုနကကျွန်တော်ပြောရှင်းလေးနော်ကျူးလွန်တဲ့ဆိုင်ရှင်ကိုပြီးသွားပြီတကယ်သူဆိုင်ရှင်ရဲ့အခန်းကဏ္ဍပြီးသွားပြီရဲယူမှုပိုင်းတွေပါသွားပြီဖြစ်တယ်လို့ပြီးသွားတယ်ဒီဘက်ကခိုးပါတယ်ဆိုတဲ့ဒီခိုးတဲ့ကျူးလွန်မှုကြတော့ကျူးလွန်တဲ့သူကြတော့ AC တက်တောင့်တက်တာနဲ့ကျွန်တော်ပြောပြမယ်ပစ္စည်းဥစ္စာတစ်ခုသူများရဲ့သူတစ်ပါးပစ္စည်းဥစ္စာတွေကိုပြောမယ်ကိုယ့်ရဲ့အခက်ခဲအကြောင်းပြချက်တစ်ခုခုနဲ့ဒါခိုးတယ်ဆိုတဲ့သူကတစ်ချိန်နဲ့ပြီးသွားတာမဟုတ်နော်တစ်ချိန်နဲ့ပြီးသွားတာမဟုတ်ဒီလိုခိုးခြင်းခိုးစားရှိတဲ့သူကနောက်တစ်ချိန်ခိုးဖို့ဝင်မလေးဘူးအခုခမားတို့တွေဝိုင်းဝန်းစာနာတနာပြီးတော့ဝိုင်းဝန်းထောက်ပံ့ကြရတယ်ဗောနော်ထောက်ပံ့ကြရဲဒါကျွန်တော်မထောက်ပံ့နဲ့လို့မပြောဘူးเนาะဒါထောက်ပံ့သူကိုသူပြုပြင်ပြီးတော့ဒါတကယ်တဘွားလုံးလူကောင်းတယောက်လိုနေသွားမယ်ဆိုရင်တော့အတိုင်းထက်လုံးပေါ့ဗျာဒါကျွန်တော်လည်းဒါဝမ်းမြောက်ဝမ်းသာမူရီတာပွားပေါ့ဒါပေမဲ့အခုခင်ဗျားတို့စဉ်းစားကြည့်เนาะကျွန်တော်ပြောပြမယ်သူများပစ္စည်းဥစ္စာကိုမိမိအခက်အခဲအကြောင်းပြချက်တစ်စုံတစ်ရာကြောင့်သူတစ်ပါးပစ္စည်းဥစ္စာကိုခိုးတယ်ဆိုတဲ့နောက်တစ်ချိန်ခိုးဖို့လည်းဝင်မလေးဘူးဝင်မလေးခင်ဗျားတို့အခုခင်ဗျားတို့ထောက်ပံ့ပေးလှူဒန်းတဲ့ဒီပစ္စည်းတွေဒီပတ်စံတွေကုန်သွားကြည့်ဒီလိုမျိုးတွေဟိုဖြစ်လာကြည့်ဒီအခက်ခဲအကြောင်းပြချက်နဲ့ထပ်မလုပ်ဘူးလို့ခင်ဗျားတို့အမှတ်ခံတယ်နော်သူကိုယ်တိုင်မလုပ်ဘူးဆိုတော့နော်ဒီဘောတော်ကြီးကိုယ်တိုင်ထပ်လုံးဝတက်လုံးသူကိုယ်တိုင်တည်တဲ့အထိမလုပ်တော့ပါဘူးဆိုတော့နော်တခြားတလောကလုံးမှာဒီခိုးဆိုးလူနိုင်ကိုအလွယ်တကူလှုပ်ဖို့လုံနေတဲ့သူတွေလှုပ်ဖို့စဉ်းစားနေတဲ့သူတွေအများကြီးမြန်မာနိုင်ငံမှာနော်ခက်ကလည်းခက်ပြက်ဖြစ်နေတာနော်ဘယ်နေရာမှာလူလိုက်ပြန်ပြီဘယ်နေရာမှာဘာဖြစ်လိုက်ပြန်ပြီပေါ့နော်အမျိုးမျိုးအခုနောက်ပိုင်းဒါခိုးတယ်ဆိုတာတော့ဒါပြောမယ်ဆိုရင်သူများရဲ့ဒီအသက်အန္တရာယ်ဘာညာတော့မထိခိုက်ဘူးနော်လူရက်တဲ့သူတွေနော်လူရက်တဲ့သူခုနောက်မှာခင်ဗျားတို့ပတ်ဝန်းကျင်နေခင်ဗျားတို့နေထိုင်ရာဝန်းကျင်နေမှာခင်ဗျားတို့ကြုံမှုမဟုတ်နော်အခုခင်မှာလူတဲ့ဆိုတဲ့ကောင်တွေကနော်ဥပဒေစိုးမိုးမှုမရှိတဲ့အတွက်ဥပဒေစိုးမိုးမှုပိုင်းတွေအားနည်းနေတာဖြစ်တဲ့အတွက်နော်ပစ္စည်းလုံးနဲ့မဟုတ်ဘူးလူပါအလွယ်တကူတတ်ကြတယ်ဖုန်းလေးတစ်လုံးနဲ့လည်းလူတတ်တယ်ဆိုင်ကယ်လေးတစ်စီးနဲ့လည်းလူတတ်ကြတယ်နော်အဲ့တော့ဒီခိုးဆိုးလူနိုင်အုပ်စုတွေကနော်ကျွန်တော်ခုနပြောလို့လက်ရှိခိုးဆိုးလူနိုင်လုံနေတဲ့သူတွေနော်ခိုးဆိုးလူနိုင်လုံဖို့တာဆူနေတဲ့သူတွေအဲတော့တစ်ဖက်လက်နဲ့အားပေးသလိုဖြစ်သွားလိမ့်မယ်နော်ဖြစ်သွားလိမ့်မယ်တစ်ဖက်လက်နဲ့အားပေးသလိုဖြစ်သွားလိမ့်မယ်နော်ခင်ဗျားတို့တွေကဒါပြောမယ်အခု line မှာမြင်နေရတယ်ဒီဖွားကြီးပေါ့နော်ဒီခိုးပါတယ်ဆိုတော့ဘွားတော်စီကိုအော်တောင်းနေနဲ့တွားလိုက်ကြတာပေါ်ပြီးမှပျော်ရှင်နေကြတဲ့သူတွေနော်တန်ရှင်တွေလိုချင်ကြတာခင်ဗျားတို့ကြည့်လိုက်နော်အချိန်နဲ့ငယ်တွင်မှာအဲ့ဒီຢာတွေပျောက်သွားလိမ့်မယ်နော်ပေါ်ပြီးမှပျော်ရှင်နေကြတဲ့သူတွေနော်ဘယ်ဆယ်လီတွေဘယ်ဝါတွေဘယ်ပရိုက်တာသမားတွေနော်ဘယ်ဆိုင်ပိုင်ရှင်တွေဘယ်လူမျိုးတွေဆိုတာအမျိုးမျိုးကဝဲနေကြတာရှေ့မှာလည်းတာရကားတွေရှိပြီးပြီနော်တာရကားတွေရှိပြီးပြီတယောက်မဟောလိုက်နဲ့အဲ့လူစီပြေးကတ်ကြတာပြေးပြီးတော့ဖြစ်ကြပေါ်ပင်နေလောက်ကြတာနော်တချို့ကြတော့နာမည်ရခြင်းလို့နော်လူသိခြင်းလို့အမျိုးမျိုးပေါ့နော်သူတို့ရဲ့ဒါလူသိမခံနိုင်တဲ့သူတို့ရဲ့အတွင်းစိတ်လျှို့ဝှက်ချက်တွေနဲ့ဒီလိုမျိုးလောက်ကြတယ်ပေါ့နော်လောက်ကြတယ်ခင်ဗျားတို့စဉ်းစားကြည့်ခင်ဗျားတို့ပြန်လည်စဉ်းစားကြည့်ခင်ဗျားတို့ဒီလိုမျိုးမြန်မာနိုင်ငံမှာကြုံနေရတဲ့ဖြစ်စဉ်တွေကတစ်ခုတည်းလည်းမဟုတ်နှစ်ခုလည်းမဟုတ်တစ်ချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ်နော်ခင်ဗျားတို့ကဘာပဲဖြစ်ဖြစ်ပွဲဟိဆိုတာနဲ့စီကနေပွဲဟိဆိုတာနဲ့စီကနေနော်အခုခင်ဗျားတို့လုံနေတဲ့လုံရက်တွေကဒီခိုးဆိုးလူနိုင်တွေကိုဒါတစ်ဖက်လက်နဲ့အားပေးသလိုဖြစ်နေပြီနော်အခုဒီလိုမျိုးပြောတဲ့သူတွေကိုလည်းဒါပြောမှဆိုရင်ဒီဖွားကြီးခိုးပါတယ်ဆိုတော့ဖွားကြီးနဲ့ဒီလိုရှင်းပြီးတော့ဒီဖြစ်စဉ်နဲ့ရှင်းပြီးတော့ကျွန်တော်လိုပဲပြောကြတဲ့သူတွေကိုလည်းခင်ဗျားတို့တွေကဒါမစာနာတဲ့သူတွေလိုဝိုင်းဝန်းပြီးတော့ကိုချင်းမစားတဲ့ကောင်စားမျိုးတွေလိုမျိုးဝိုင်းပြီးတော့ဆဲဆိုတိုက်ခိုက်နော်ပုတ်ခတ်ချင်ကြတယ်ပေါ့နော်
ခင်ဗျားတို့မှားနေပြီခင်ဗျားတို့လူမိုင်းအားပေးပုံစံဖြစ်နေပြီခင်ဗျားတို့တွေနော်ကောသလမင်းအိမ်မက်16ချက်တည်းကနော်အချက်တစ်ခုကဒါလုံးဝပေါ်ပေါ်ထင်ထင်ဖြစ်နေအခုချိန်နော်ခင်ဗျားတို့တွေကလူမိုင်းအားပေးတွေဖြစ်နေပြီလူမိုင်းအားပေးတွေဖြစ်နေပြီဒီကိစ္စတွေကိုတစ်ဖက်လက်နဲ့အားပေးသလိုဖြစ်နေပြီနော်ကျွန်တော်ပြောရှင်းရှင်းလေးဒီဘွားတော်ကြီးနော်အသက်ကြီးတဲ့ဘွားတော်ကြီးဒီကလေးသင်ငယ်ဒီလိုမျိုးလုပ်တယ်ဆိုတာဆိုင်ရှင်ရဲ့အမှားဆိုကျွန်တော်ကပြောပြီးနော်ဆိုင်ရှင်မှားတာမှန်တယ်အဲ့တော့ तू လည်းသူ့အမှားနဲ့ तू ခံရပြီတော်ပြီဒီလောက်နဲ့တော်သေးပြီကိုကခင်ဗျားတို့က तू ဆိုင်ရဲ့နာမည်ကြီးတွေဗိုင်နှိန်းတွေတက်ပြီးတော့နော်အကုန်လုံးကိုဝိုင်းပြီးထိုးချနော်ရင်းနှစ်သူဝါကူထိုးကြတယ်ခင်ဗျားတို့တွေကနော်ဒီမှာထိုးပါတယ်ဆိုပြီးကျူးလွန်တဲ့သူကြတော့အေးဆေးတောင့်တနေရတယ်အတိပ္ပယ်ရှိတာခင်ဗျားတို့စဉ်းစားနော်ဟိုဒီလိုမျိုးလက်ရောက်မှုဖြစ်သွားတဲ့ဒီလိုမျိုးကျူးလွန်နေတဲ့ဆိုင်ရှင်ကြတော့ခင်ဗျားတို့အဆုံးအထိဆွဲချတယ်ခင်ဗျားတို့တွေကအခုသူလည်းသူ့ရဲ့သူထိုက်တဲ့ပြစ်ဒဏ်သူဟိုဖြစ်ရတော့မယ်အရေးယူခံရတော့မယ်သူကဏ္ဍပြီးသွားပြီနော်သူ့ရဲ့ကျူးလွန်မှုပိုင်းကဏ္ဍပြီးသွားပြီဒီဘက်ကကျူးလွန်သူကြတော့ဒီလိုတောင့်တနေရတယ်အလူငွေတွေလက်ခံရယူပြီးတော့အေးဆေးနှက်နေရမယ်ဖြစ်တယ်လားခင်ဗျားတို့ဖြစ်တယ်လားစဉ်းစားနော်အပိုင်းကဏ္ဍတွေကျွန်တော်ခွဲပြီးပြောပြီးနော်ခင်ဗျားတို့တွေရောပြီးတော့နော်ဟိုရောဒီရောအော်ရောကြော်ရောပြောမှဆိုလို့ကျွန်တော်အပိုင်းကဏ္ဍတွေခွဲပြီးပြောပြီးပါပြီတို့ဒိဗယ်မရှိတော့ဘူးခင်ဗျားတို့တွေတော်တော်လေးကိုပေါ်ပင်မှာပျော်ရွှင်ကြတဲ့သူတွေပဲခင်ဗျားတို့ဥစ္စာပစ္စည်းတွေအခိုးမခံရဘူးလို့နော်ခိုးဆိုးလူနိုင်အလုံးမခံရဘူးလို့ခင်ဗျားတို့တွေဒီလိုဖြစ်နေရလားတော့ကျွန်တော်တော့မသိဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်ဆိုင်ငယ်အခိုးခံရဘူးတဲ့သူကိုပစ္စည်းဥစ္စာအခိုးခံရဘယ်လောက်ပူလောင်လဲခင်ဗျားတို့မသိဘူးလားခင်ဗျားတို့အဲ့ဒါမျိုးကြတော့ခင်ဗျားတို့မှာကိုချင်းစာတင်မရှိဘူးလားအခုချိန်မှာကိုရီးယားခိုးစုလူနိုင်တောင်မခံရဘူးမကြုံရသေးဘူးဆိုရင်တော့မှနော်ခင်ဗျားတို့စဉ်းစားကြည့်လိုက်နော်အခုခိုးစုလူနိုင်ဆိုတာကိုအဝင်းချင်းမှာအနီးပတ်ဝန်းကျင်မှာနေရာနဲ့မှာရှိတယ်အချိန်မွေးဖြစ်လက်တန်းဖြစ်ဆဲပေါ့နော်ဖြစ်ပြီးဖြစ်လက်တန်းဖြစ်ဆဲနော်ခိုးစုလူနိုင်တွေတာဆူနေတာအမြဲတမ်းနော်ခင်ဗျားတို့အခုဘယ်သွားဘာလို့ခင်ဗျားတို့စိတ်လုံခြုံမှုရှိလားပြောအဲ့တော့အပြင်ထွက်ပါပြီဟောဘယ်သူကတော့ဘာလုံးပါလဲဘယ်ချိန်မှတော့အလူခံမယ်ဘယ်ချိန်မှတော့ခိုင်းနိုင်ခံရမှာလဲခင်ဗျားတို့စွန့်ကြောင်ကြောင်မရှိဘူးလားမရှိဘူးလားခင်ဗျားတို့အိမ်မှာနော်ခင်ဗျားတို့ဥမာဘယ်ချိန်ဝင်ခိုးခံရမလဲနော်ညအိတ်တဲ့ချိန်ပဲဖြစ်ဖြစ်ခင်ဗျားတို့အပြင်သွားနေတဲ့ချိန်ပဲဖြစ်ဖြစ်ငါရောတော့တခိုးဝင်မလားဆိုတဲ့ပူပန်ကြောင်းကြစိတ်တွေစွန့်စိတ်တွေခင်ဗျားတို့မရှိဘူးလားတကယ်ချမ်းသာပါဆိုတဲ့တထေးတွေဒါလုံခြုံရေးအထက်ထက်နဲ့နော်စူဂျိုပလိတ်ဒါစူဂျိုတွေနော်ဒီအုတ်တိုင်းအမိအနေနဲ့ဒီလျှက်စစ်တွေပါလှုပ်ပြီးတော့လုံခြုံရေးအထက်ထက်နဲ့ရှိတဲ့အိမ်တွေတော့မှအလွယ်တကူအခုခံနေရတာခက်ကနော်ဆိုင်ငယ်တွေဆိုလဲဟိုနာရိုက်လူခံရမယ်ဒီနာရိုက်လူခံရမယ်ဟိုနာဓာတ်နဲ့ထိုးပြီးတော့လူပါမယ်ဟိုတလောကနေပြီးတော့မှဖြစ်သွားတာခင်ဗျားတို့ကြားမှာပေါ့လိုင်းမဟော့နဲ့နော်အိုးရသမားကိုနော်ပစ္စည်းလေးုံနေမဟုတ်ဘူးနော်ဓာတ်နဲ့ထိုးပြီးတော့တတ်သွားတယ်နော်ခင်ဗျားတို့တွေအဲ့ဒီရဲ့ကျမရဟကတပတ်လေလာမှာခင်ဗျားတို့စီကိုရောက်လာမှာနော်ခိုးဆိုးလူနိုင်တွေကခင်ဗျားတို့ရဲ့အနီးနားမှာပဲရှိတယ်နော်ခင်ဗျားတို့ရဲ့ပေအနှဲငယ်အကွာမှာပဲရှိတယ်ခင်ဗျားတို့တော်တော်တရားလွန်နေပြီနော်ဘယ်ဆယ်လီတွေရောက်လာပြန်ပြီဒီတခိုးပါဆိုတဲ့ဘွားတော့ဘယ်ဆယ်လီတွေရောက်လာပြန်ပြီဘလို့ကူညီနေဘလို့ဟိုဖြစ်နေတယ်နော်စာနာတယ်ဘလို့ဟိုဖြစ်တယ်နော်ဝိုင်းပြီးတော့ဟိုအားပေးတယ်ဘာညာနော်စဉ်းစားကြည့်ခင်ဗျားတို့အုံနောက်ရှင်စဉ်းစားနော်ကျုပ်လောက်ကိုချင်းစာသိပြေးသွားတယ်ကျုပ်ပဲရှိတယ်လူတိုင်းကိုနော်ကျုပ်ဒီနေ့ဒီချိန်ထိနော်တီလာကိုဘယ်လောက်စောင့်နေလဲချင်တော်မှကျွန်တော်မရိုက်တဲ့သူချင်တော်မှမတက်တဲ့သူလုံးဝချင်နေတအားကြိုက်လို့မခံနိုင်တော့မှဝီနီးလို့ချင်းသေးထွန်းတာပဲရှိတယ်တေးစီလူစိမ့်နဲ့လောက်တာတခုမှမရှိဘူးချင်လုံးဝမရိုက်ဘူးကျုပ်အဲ့လိုနေတဲ့ကောင်နော်ခင်ဗျားတို့တစ်ဖက်ကနေငါစကားနောက်ရပြောလာမှဆိုလို့ကျုပ်ကအဲ့လိုကြိုပြောထားတာနော်ခင်ဗျားတို့တွေတော်တော်ကိုတော့တရားကြဖို့ကောင်းနေသူတွေကိုပြန်စဉ်းစားခင်ဗျားတို့ခိုးစိုးလူနိုင်တွေကိုတစ်ဖက်လက်နဲ့အားပေးနေပြီနော်သူများပစ္စည်းဥစ္စာကိုခိုးဦးတဲ့သူကနော်နောက်တစ်ချိန်ဒီခင်ဗျားတို့အခုထောက်ပံ့တဲ့လှူတဲ့ငွေတွေကုန်သွားပါပြီသူမခိုးဘူးလို့အာမခံတယ်သူအာမခံတယ်
ထပ်မခိုးတော့ပါဘူးလို့ဘယ်သူအာမခံနေလဲခင်ဗျားတို့အခုဝိုင်းလူကြတယ်အသိန်း450 100နော်ထားပါလားအစားရှိတယ်အဲ့ဒီပတ်စံနေသူကောင်းကောင်းဝယ်လို့စားပြီးတော့သူ့ဘဝလေးအဆင်ပြေချောမွေသွားတယ်ဆိုရင်သူလည်းသူ့ရဲ့အကျင့်သီလကိုဇိုက်တာကိုတည်တပံသက်ဆုံးထိမ့်သိမ်းသွားတယ်ဆိုရင်တော့အတိုင်းထက်လွန်ဝမ်းမြောက်ဝမ်းသာမူရိတာပွားပါတယ်နော်အဲ့လိုမှမဟုတ်ပဲねဒီပစ္စည်းဥစ္စာတွေခင်ဗျားတို့လှူတဲ့ဒီပတ်စံတွေသူ့ရဲ့အခက်အခဲတွေဖြေရှင်းလိုက်လို့ပဲဖြစ်ဖြစ်တနည်းနည်းနဲ့ဟောနော်လုံးမပါကြီးကုံသွားလို့ပဲဖြစ်ဖြစ်လုံးဝသူဒီဟာတွေလုံးဝမရှိတော့ဘူးနော်ဘာမှသူ့မှာလက်စုပ်လက်ခံမရှိတော့ဘူးဆိုရင်နောက်တစ်ချိန်ထပ်မခိုးဘူးလို့ခင်ဗျားတို့အာမခံနိုင်မလားနော်စဉ်းစားခင်ဗျားတို့အခုကပေါ်ပင်မှာပျော်ရွှင်နေပြီးတော့နော်အဲဆိုတော့ကတော့အမျိုးသမီးတွေပဲကျွန်တော်မြင်လာတာအမျိုးသမီးတွေပဲဘယ်ပွဲဟိဆိုလဲစီကနေဘယ်ပွဲဟိဆိုလဲစီကနေပြီးအဲ့ဒီတစ်ဖက်နော်ဟိုတခြားလူရဲ့ပြောစကားကိုလိုက်သွားပြီးတော့အဲ့နောက်ကိုလိုက်သွားပြီးတော့ကိုယ့်ရဲ့စင်ညုံတွေကကိုယ့်ရဲ့ကိုယ်ပိုင်သိဉာဏ်နဲ့ဝေဖန်ပိုင်းခြားဆုံးဖြတ်တာမဟုတ်တော့ပဲねလေတံကြဖန်တရားနာပြီးတော့ဖြစ်နေကြတယ်အများကြီးပဲနော်ခင်ဗျားတို့ကျုပ်ဒီထက်စကားတွေရင့်သေးပြောလို့ရှိရင်အခုလဲကျုပ်လုံးဖြစ်တော့မယ်ခင်ဗျားတို့တွေတစ်ဖက်လက်နဲ့နော်ခိုးစိုးလူနိုင်တွေကိုအားပေးတာမျိုးဖြစ်နေပြီဆိုတာကိုခင်ဗျားတို့သတိချက်ကိုကျုပ်ပြောပြတာခင်ဗျားတို့မြင်တာအောင်ပြောပြတာနော်ခင်ဗျားတို့ကျုပ်ပြောလို့ခင်ဗျားတို့ပတ်ဝန်းကျင်ပေအနေငယ်အကွာမှာပဲခိုးစိုးလူနိုင်ဆိုတာမျိုးကအချိန်မျိုးရှိတယ်နော်အချိန်မျိုးရှိတယ်ခင်ဗျားတို့ကြုံလာအောင်ပါမကြုံဘူးတဲ့သူတွေကြုံလာအောင်ပါဒီခိုးစိုးလူနိုင်တန်အောင်မခံစားဘူးတဲ့သူတွေဘယ်လောက်ထိလဲဆိုရင်နော်အဲ့ခိုးစိုးလူနိုင်တွေကိုတော်ကတ်ချင်းစိတ်ကိုပေါက်တယ်တော်ကတ်ချင်းစိတ်ကိုပေါက်တယ်ကိုပစ္စည်းဥစ္စာခိုးခံဘယ်လောက်ပူလောင်လဲနော်ကြုံမှုတဲ့သူပဲတည်တယ်အဲ့ခံစားချက်နော်ဘယ်ခိုးစိုးလူနိုင်မှမကောင်းသူကသူအဖွားကြီးပဲဖြစ်ဖြစ်ကလေးပဲဖြစ်ဖြစ်နော်မတန်ဆွမ်းပဲဖြစ်ဖြစ်ဘယ်ခိုးစိုးလူနိုင်မှမကောင်းဘူးခင်ဗျားတို့ခိုးစိုးလူနိုင်နော်လူမိုင်းအားပေးမလုပ်ကြနဲ့လူမိုင်းအားပေးတစ်ဖက်လက်နဲ့ဓာတ်ရိုက်မဟုတ်တာပေါ့နော်တွေ့ဝိုက်ပြီးတော့အားပေးတယ်လို့မျိုးဖြစ်နေပြီခင်ဗျားတို့ဒီခိုးဆိုးလူနိုင်တွေအဲ့တော့ဒီဖြစ်စဉ်အကြောင်းအရာအခြေခံပြီးတော့တခြားခိုးဆိုးလူနိုင်တွေကလည်းခင်ဗျားတို့ရဲ့ဒီလိုမျိုးအားနည်းချက်တွေလို့ပြောကွက်တွေကိုနင်းပြီးတော့ဖြစ်လာကြအောင်ပါနော်ဖြစ်လာကြမှာဒီကလေးလေးတွေဗန်းပြပြီးတော့ကလေးလေးတွေအများတန်းဒါလမ်းပေါ်မှာလည်းတွေ့နေတာကလေးလေးတွေချီကလေးပေါစနာလေးချီပြီးတော့တနာကမာလေးတွေနဲ့ဒါတောင်းစားတဲ့သူတွေဆိုရင်ဒါကျွန်တော်မပြောဘာလို့တောင်းစားသူများဒုက္ခပေးတာမဟုတ်သူထည့်ချင်တဲ့သူထည့်ထည့်ချင်တဲ့သူထည့်ရှင်းလေးခိုးဆိုးလူနိုင်ဆိုတာသူများဒုက္ခပေးတဲ့အမျိုးနော်ပြန်စဉ်းစားနော်ကျုပ်ပြောသွားတယ်အများကြီးပဲနော်ကျုပ်ဒီထက်မှကပြောချင်တဲ့နေရာအများကြီးရှိတယ်ပြောရင်းနဲ့စကားတွေထပ်ပြီးတော့အကြောင်းတွေထပ်ပြီးအမားတွေညားသွားမှာဆိုလို့နော်ဒီလောက်ပါပဲနော်အားလုံးပေါ်ပင်သူပေါ်ပင်သားများနော်အားလုံးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခိုးဆိုးလူနိုင်ဓမ္မကင်းဝေးကြပါစေပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်